ဂျပန်နိုင်ငံရဲ့ကြောင်နီလီစာဟာဘာကြောင့်တကဘာလုံးမှာနမေကြော်ကြားနေရတာလဲဆိုရင်သူတို့ရဲ့စနစ်ကြလုံးနဲ့ပြင်ဆင်ပုံကြောင့်ပဲဖြစ်ပါတယ်။ American နိုင်ငံသားတွေတောင်အားကြရတဲ့ဒီလုပ်ငန်းစဉ်မှာမိဖို့ချောင်ဝန်တန်းတွေဟာနေ့စဉ်အလုပ်မဆက်တင်ပြီးတင်းကျပ်တဲ့တန့်ရှင်ရေးနဲ့ပိုးသက်ခြင်းလုပ်ငန်းစဉ်တွေကိုမဖြစ်မနေလှုပ်ဆောင်ကြရပါတယ်။ပထမဦးစွာလက်ဆက်တဲ့အင်တီဟင်းရွက်တွေအမြင့်သီးနှံတွေအသားနဲ့ငါးတွေကိုလက်ခံရရှိတဲ့အခါအမျိုးအစားလိုက်တီးခြားစီခွဲခြားပြင်ဆင်ပါတယ်။အရွက်ပါတဲ့ဟင်းသီးဟင်းရွက်တွေကိုအညစ်အကြေးကင်းစင်အောင်လှိဖြတ်ပြီးရေကန်ကျူးတွေထဲမှာအကျဉ်းချင်းဆေးကြောတယ်လို့မုံလာဦးနီနဲ့အာလူလိုအမြင့်သီးနှံတွေကိုတော့အလိုလျောက်ဆက်တွေနဲ့ရှွန့်ပြန်အောင်ဆေးပြီးတခါတည်းအခွန်သွားပါတယ်။အထောင်ဖြူတဲ့ကုန်ကျန်အားလုံးဟာအရင်အမြင့်တီးချရုံသာမကအစားအသောက်ဘေးကင်းလုံခြုံမှုအတွက်လည်းတေချာစစ်ဆေးခံရတာဖြစ်ပါတယ်။ဒီကနေ့အကြောင်းသားတွေအတွက်ပြင်ဆင်တဲ့ဟင်းလျာတွေမှာပထမဆုံးအနေနဲ့ဂျပန်စာရဲ့အဓိကဖြစ်တဲ့ထမင်းဖြူကိုတေချာဆေးကြောကအိုးကြီးတွေနဲ့တနာရီကောင်ချက်ပြပါတယ်။ဒုတိယဟင်းလျာကတော့အမဲသားကာရီဆိုပြီးဖြစ်ပါတယ်။အစင်းမြက်ဝါဂူအမဲသားကိုပပလီးပြီးချက်သွန်ဖြူနဲ့စီတက်က sauce မုံလာဦးနီနဲ့ချက်သွန်နီကိုအစင်လိုက်ထည့်သွင်းပါတယ်။အားလုံးနှက်ဆက်အောင်ရောင်မာကြီးတွေနဲ့အဆက်မပြတ်ဝေးပေးရပြီးနောက်ဆုံးမှာဂိုဘီထုတ်နဲ့ကာရီအနက်တို့ကိုထည့်ပါတယ်။အိုးမပိတ်ခင်မှာလည်းစဖိုးမူကြီးကအရေးအသွေးကိုတေချာစစ်ဆေးပြီးသတ်မှတ်ထားတဲ့ပမာဏအလိုက် steel container တွေထဲကိုခတ်ထည့်ပါတယ်။တတိယဟင်းလျာအနေနဲ့မုံလာဦးနီပဲပုတ်ဂိုဘီထုတ်ဟင်းနုနွယ်နဲ့ asparagus တို့ကိုအသုံးပြုထားတဲ့အသီးရွက်စုံတော့ကိုပြင်ဆင်ပါတယ်။ဒီနေရာမှာအသီးရွက်တွေရဲ့အယောင်နဲ့အာဟာရဓာတ်မပျက်စီးအောင်အစီအစဉ်တခြားထည့်သွင်းချက်ပြုတ်တာဖြစ်ပါတယ်။ယနေ့မီနူးဟာအမြင့်ဓာတ်တိုးပွားဖို့အာဟာရမျှတဖို့နဲ့စားနဲ့တကြောပါဝင်မှုကိုအနည်းဆုံးဖြစ်အောင်လျှော့ချဖို့ကိုအဓိကထားပါတယ်။ဟင်းလျာတွေအားလုံးချက်ပြုတ်ပြီးတဲ့နောက်မှာတော့စနစ်တကျထိုးပိုးတည်ယူပြီးနနက်7:00 နာရီမှာကြောင်းသားတွေကိုအခမဲ့ကျွေးမွေးပါတယ်